နတ်ဖျားများရဲ့စစ်ပွဲကနီးကပ်လာနေပြီး Clouds Arena ကွင်းပြင်ကြီးကိုလည်းဖွင့်လှစ်လိုက်ပါပြီအထက်တန်းကျောင်းသားတို့ဦးထီတဲ့ကျွန်တော်ဟာတကယ်တော့နိုင်ငံရဲ့အဓိကကာကွယ်စောင့်ရှောက်ရမယ့်ပြစ်မှတ်ထင်လာခဲ့တယ်ဒါဟာကျွန်တော်ကိုလောက်ကျန်ချင်တဲ့နိုင်ငံအသီးသီးကလူသက်သမားတွေကိုဆွဲဆောင်တယ်လို့ဖြစ်ခဲ့ပါတယ်ဒါကိုတီးသွားတဲ့အတွက် Dragon Nation ကကျွန်တော်ကိုကာကွယ်ဖို့အထူးတပ်ဖွဲ့တစ်ခုစေလွှတ်ထဲတယ်အကြောင်းကတော့ကျွန်တော်ဟာမတော်တဆအနီးရောင်အဆင့်ရှိတဲ့နတ်ဖျားကိုနိုးထားစေဟဲ့လို့ပါပဲနတ်ဖျားတွေရဲ့အရေးသွေးကိုအစိမ်းအပြာခရမ်းရွှေရောင်နဲ့အနီးရောင်ဆိုပြီးအမျိုးအစားခွဲခြားထားပါတယ်တကဘာလုံးမှာကြီးမယ်ဆိုရင်အနီးရောင်အဆင့်ရှိတဲ့နတ်ဖျားနှစ်ပါးပဲရှိပါတယ်မျော်လင့်မထားပဲခြေလန်းတလန်းနှောက်ချန်နေခဲ့ပါသေးတယ်နတ်ပေါင်းများစွာပုံအောင်နေခဲ့တဲ့ Sakura Nation ကလူသက်သမားကကျွန်တော်ကိုနတ်ဖျားစစ်တလင်းမှာတိုက်ရိုက်စင်ခေါ်ခဲ့ပါတယ်ဒီနေ့ဟာကျောင်းရဲ့နှစ်ပတ်လည်နတ်ဖျားနိုးထားခြင်းနေဖြစ်ပါတယ်အသက်16နှစ်ကျော်သူတောင်နိုးထားခြင်းအခမ်းအနားကိုဆင်နွှဲရမှာပါဖန်ဆင်းခြင်းတကာ Gate of Creation ထဲမှာရေးသွယ်လို့မရနိုင်တဲ့မျိုးနွယ်စုတွေရှိပါတယ်နိုးထားခြင်းအောင်မြင်ဖို့အတွက်မိမိရဲ့နတ်ဖျားအညီနဲ့လှုပ်ဆောင်ချက်တွေကိုပျော်ပြရမှာပဲဖော်ပြချက်ပိုမိုအသေးစိတ်လေးအောင်မြင်နိုင်ခြေပိုများလေးပါပဲအောင်မြင်စွာနိုးထားနိုင်သူဟာနတ်ဖျားစစ်တလင်းမှာနိုင်ငံကိုစားပြုရင်ပြန်ရမှာပါဒီချိန်မှာလူငယ်တယောက်ကကြောက်ရွံ့သူတစ်ခုစီရောက်လာပြီးတိုးတိုးလေးပြောလိုက်တယ်သူညွတ်စွမ်းအားချောင်းတောင်တန်းတွေတုံခါနေတယ်ကောင်းကင်ဘုံကဥညွတ်ရတယ်သူ့ရဲ့တန်ကိုဟာသာဝရပါပဲမိကိုရောင်ကြောက်ရွံ့သူဟာအယောင်ပြောင်းလဲလာပြီးခရမ်းရောင်အလင်းတန်းဖြစ်ပြောင်းလဲသွားခဲ့တယ်။ကျောင်းအုပ်ကြီးနဲ့လူကြီးတဲ့အားလုံးပြုံးဖြော်နေကြတယ်။ကျောင်းအုပ်ကြီးနဲ့သားခရမ်းရောင်အဆင်းရှိတဲ့နတ်ဖျားကိုနိုးထားစေခဲ့တာကိုကျွန်တော်မရေပဲမနေနိုင်တော့ဘူး။နတ်ဖျားတစ်ပါးကိုနိုးထားစေဖို့ဆိုတာတော်တော်ခက်ခဲတဲ့အရာလို့ထင်နေခဲ့တာ။တကယ်တော့ဒန်တက်အီလာပုတ်ခိုရဲ့အချက်လက်တွေကိုပြောပြဖို့ပဲလိုတာပဲ။ရှေးဟောင်းတရုတ်နတ်ဖျားတွေနဲ့ရင်းနေတယ်ကျွန်တော်တက်တော့ဒါဟာအလွန်ရိုးရှင်းပါတယ်။နောက်ထပ်ဒုတိယကျောင်းသားတယောက်စင်ပေါ်တက်လာတယ်။ကျောင်းရုပ်တုကဂျပန်ပြောင်းလဲမှုတွေအပြီးမှာရပ်တန့်သွားခဲ့တယ်။မြောက်ပုံစံရုပ်တုကိုမြင်လိုက်ရတဲ့အခါတခွန်းလုံးရိုးရိုးတဲတဲဖြစ်သွားခဲ့တယ်။ဒါဟာဒန်တက်အီလာကောင်းကင်ဘုံနဲ့အမြတန်ကူးကြီးတဲ့မြောက်မင်းစွန့်ဦးခုံပဲအနည်းဆုံးရွှေရောင်အဆင့်ရှိတဲ့နတ်ဖျားပေါ့ဟန်ဦးကတော့ကန်ကောင်းပြီးနားမယ်ကြီးတော်မှာပဲဒါပေမဲ့ကျွန်တော်တခုခုမားနေတာကိုတတိထားမိလိုက်တယ်ရုပ်တုကခထနဲ့အသွင်ရှိပြီးတန်ကြိုးတွေနဲ့ချီနှောင်းခံထားရသလိုရေငွေ့တွေထွက်နေတယ် Journey to the West ကိုကြည့်ဖူးသူတိုင်းစွန့်ဦးခုံကအရေးထဲမှာမကျွမ်းချင်ဘူးဆိုတာသိကြပါလေအားလုံးရဲ့အားကြတဲ့မျက်လုံးတွေကြားမှာဟန်ဦးလိုအမိရတဲ့လူငယ်ကပြောလိုက်တယ် Flower Fruit တောင်ကမြောက်မင်းသူ့ရဲ့တုတ်ကအန်နဝါပင်လေအထီရောက်တယ်သူ့ရဲ့စွမ်းအားကကောင်းကင်မုံကိုတုံခါစေတယ်တပီးလေးပါလုံးတအားထူရခဲ့တယ်ကျွန်တော်ဟန်ဦးကစွန်ဦးခုံကိုကြိုးဆိုပါတယ်သူ့ရဲ့အထံဆုံးသွားတဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်အားလုံးကအံ့ဖွယ်တစ်ခုကိုစောင့်မျှော်နေကြတယ်ခဏကြာမှတော့ Fox ဆိုတဲ့အတန်းနဲ့အတူဟန်ဦးရဲ့ခန္ဓာကိုယ်ကရုပ်တဲ့ပေါက်ခွဲသွားခဲ့တယ်။သွေးအိုင်အဖြစ်ပြောင်းလဲသွားပြီးရုပ်တုရဲ့ပါးဆက်ထဲကိုဝင်သွားခဲ့တယ်။လူအုပ်ကြီးကချက်ချင်းပဲအံ့ဩတုန်လှုပ်သွားကြခဲ့တယ်။ဒါဘလို့ဖြစ်ရတာလဲ။ဒါတန်ကိုကြီးတဲ့မြောင်မင်းဆုံးဦးခုံမဟုတ်ဘူးလား။ကျောင်းအုပ်ကြီးကကြီးစိတ်ကြီးမှုကိုအော်ပြောလိုက်တယ်။တွားပြီးမြို့စားမင်းကိုအကြောင်းကြားလိုက်ပြီးတော့ရုပ်တုကိုပိတ်ထားလိုက်။တခြားသူတွေသူ့ကကြီးကိုမှန်အောင်ဖြိုးနိုင်မလားကြည့်ရမယ်။တိတ်မကြခင်မှာပဲမြို့စားမင်းလီမူးပိုင်ကရုပ်တုရှေကိုရောက်လာပါတယ်။သူ့ရဲ့အတွေ့အကြုံတွေနဲ့တော့တစ်ချက်ကြီးယုံနဲ့ဒီရုပ်တုရဲ့နောက်ခံကိုမတီးနိုင်လို့မျက်မှောင်ကျုပ်သွားခဲ့တယ်။အားလုံးလမ်းစာပြောင်းနေတဲ့အချိန်မှာကျွန်တော်ရုပ်တက်ထားလိုက်တယ်။မြို့စားမင်းကျွန်တော်စမ်းကြည့်ရှင်ပါတယ်။အားလုံးရဲ့အကြီးလေးအောင်မှာကျွန်တော် Gate of Creation တဲ့ကိုလမ်းချောင်ဝင်သွားခဲ့တယ်။ဒါပေမဲ့ကျွန်တော်မြောက်ရုပ်တုစီမသွားပဲဂျေးရုပ်တုတစ်ခုရှေ့မှာရပ်လိုက်တယ်။အဲ့ဒီအချိန်မှာကျွန်တော်ရှေ့ကိုတက်သွားပြီးတခြားရုပ်တုတစ်ခုရှေ့မှာရပ်လိုက်ပါတယ်။ဒီရုပ်တုဟာဦးကောင်းအများကြီးနဲ့လက်မောင်းအများကြီးရှိတဲ့ထူးဆန်းတဲ့နတ်ဖျားတစ်ပါးပါကျွန်တော်ကဒီနတ်ဖျားဟာကောင်းကင်ဘုံရဲ့အရှင်သခင်ဒီကျွင်းဖေချောင်းဖော်ပြလိုက်တဲ့အခါမှာတော့တလောလူအုပ်ကြီးလဲဇဝေဇဝဖြစ်သွားကြတယ်ကောင်းကင်ဘုံရဲ့အရှင်သခင်လားအဲ့ဒါတေးချာမေးမဟုတ်ဘူးလားဒီကျွင်းဆိုတာဘာတူလဲသူရှောင်းပြောနေလားများလားဒါပေမဲ့အဲ့ဒီအချိန်မှာတည်းမိခိုးရောင်နေပျောက်ကွယ်သွားပြီးရုပ်တုစီကနေတပ်ပြင်းချတန်တစ်ခုထွက်ပေါ်လာတယ်ဒီခေတ်ထဲမှာငါးရက်နာမည်ရင်းကိုမတ်မိနေလဲသူရှီးလိမ့်အောင်မယ်လို့မထင်ထားဟဲ့ဘူးအဲ့ဒီနောက်အနီရောင်အလင်းတန်းကြီးကကျွန်တော်စီကိုစီးဝင်သွားပါတယ်ဒီကျွင်းရက်ပုံရစ်လဲပျောက်ကွယ်သွားတယ်မျိုးစားမင်းလီမူပိုင်းအပါဝင်အားလုံးဟာအံ့အားတင်ပြီးထိုင်နေရာကနေထားလိုက်ကြတယ်အခုအချိန်ထိတည်ထားတဲ့နတ်ဖျားအစိမ်ကားစိမ်ကတော့အစိမ်အပြာခရမ်းရွှေနဲ့အနီရောင်တို့ပဲဖြစ်ပါတယ်လုံနိုင်ငံကလွဲလို့တခြားဘယ်နိုင်ငံမှာအနီရောင်အစိမ်နတ်ဖျားမရှိသေးမှာဘူးအခုတော့ဝါရှာနကွန်းထဲမှာစီမီအတစ်တလက်နဲ့ရုပ်တုအတစ်တစ်ခုထပ်တူလာခဲ့ပြီးအဲ့ဒီရုပ်တုကအမင်းဆောင်အစ်စ်မှာတီးရှိနေတာပါကင်းဆောင်စစ်သားကလည်းအန်အောမင်းသားသွားပြီးဝါရှာမျိုးတော်ကိုတရင်ပို့လိုက်ပါတယ်ဝါရှာဟင်ပါယာရဲ့စစ်ထေနာပတိချုပ်လူရှန်ဟဲကတော့ဝမ်းတာလွန်လို့ရဲလေတောင်ကြခဲ့ရတယ်ကောင်းကင်ကငါတို့ဝါရှာကိုစောင်းလိုက်တာပဲအခုဆိုရင်ငါတို့ကြောက်ရွံ့နေစရာမလိုတော့ဘူးရန်သူအားလုံးကိုမမမတ်မတ်ရင်ဆိုင်နိုင်ပြီသူကဘူချုလုံချန်းကိုကိုယ်တိုင်သွားရောက်ပြီးဒီလူငယ်ကိုကာကွယ်စောင့်ရှောက်ဖို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်း
ဝါရှာနိုင်နန်ထဲမှာပုံအောင်နဲ့တူလီယိုနဲ့ဟာလဲဒီတရင်ကြောင့်အတော်လေးတုံး